ပဲမင်္ဂလာပါရှင်။ပိုးလာမင်းအိမ်ချမ်းမြေကုမ္ပဏီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။အခုတစ်ခေါက်မှာတော့ shopping mall အနီး၊ကျောင်းအနီး၊business center အနီးမှာရှိတဲ့အယောင်ကွက်လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်။အကျယ်ဝန်းအနေနဲ့ကတော့ရှေ့မျက်နှာစာ20ဖြစ်ပြီးတော့အနောက်ပေအကျယ်လေးကတော့60ဖြစ်ပါတယ်ရှင်။ပိုင်ဆိုင်မှုအနေနဲ့ကတော့လေသာကရန်ကူမှာကခခွဲပြီးသားအမီပေါက်တက်တန်းအသစ်နဲ့ရရှိမှာပဲဖြစ်ပါတယ်ရှင်။နောက်ချပေးသွားမယ့်ဈေးနှုန်းလေးကတော့ကျပ်သိန်း9900ညှိနှိုင်းဈေးလေးပဲဖြစ်ပါတယ်ရှင်။ဒီနေရာလေးကတော့130မနိုဟရီလန်းရဲ့မြောက်ဘက်မှာရှိတဲ့66ကြား109ကြားမှာပဲဖြစ်ပါတယ်ရှင်။အခုမိတ်ဆက်ပေးသွားတဲ့မြေကွက်လေးကိုစိတ်ဝင်စားတဲ့လူကြီးများအနေဖြင့်ဆက်သွယ်စုံစမ်းမေးမြန်းလို့ဖြစ်စေအခြားအိမ်ခြံမြေနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုစုံစမ်းမေးမြန်းသိရှိလို့ဖြစ်စေညီမတို့ရဲ့မန္တလေးမြို့ပိုးလာမင်းအိမ်ခြံမြေကုမ္ပဏီမနိုဟရီရုံးအမှတ်3ရဲ့ဖုန်းနံပါတ်တွေဖြစ်တဲ့39 9454455 39 944113335တို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။